စိတ်ရောလူရောအပန်းဖြစ်ဖို့အတွက်အကောင်းဆုံးနေရာလေးကိုရှာနေသလား Hello အားလုံးပဲမင်္ဂလာပါရှင် မြန်မာနိုင်ငံရဲ့ 5-star hotel review လေးနဲ့အတူ list ရဲ့ staycation လို့လည်းကြည့်ပြပါအောင်နော်list ရဲ့စိတ်ဝင်စားဆုံးအပိုင်းကတော့ hotel view point လေးပါ balcony ကနေအပြင်ထွက်လာတာနဲ့လုံးဝ breathtaking moment ပဲအခန်းနဲ့အိမ်ယာလေးကလည်း cozy soft ဖြစ်တယ် body care လေးတွေကအစား relaxing ဖြစ်စေရဲ့ lemongrass အနံလေးနော် Holy Bible ထားပေးထားတဲ့ hotel တစ်ခါမမြင်ဘူးသေးဘူးပဲပြင်းနာနဲ့အောက်ထပ်မှာမဟုတ်သွားစားပါမယ် hotel က staff လေးတွေကအစားအပြုံးစီရိုလေးနဲ့ကြိုဆိုကြတယ် reception ကမျက်မှန်လေးနဲ့အမတယောက်ရဲ့အပြုံးဆိုရင်အခုထိ list မျက်လုံးလေးကမထွက်သေးဘူး Guys I'm not gay anyway အခုကတော့သူတို့ရှီက24/7ဖွင့်နေ store ရှိကနေပြီးတော့ဒါလေးကအချိုရည်လားမသိဝယ်လာခဲ့တယ်ရော Oh my god ရဲ့ alcohol percent တော်များတယ်ရော Voila ကျွန်တော်တော့မဲ့ outfit check လေးပါဒီလိုမျိုးလှနေရဘလို့ပြင်ဆင်ခဲ့လဲသိချင် Meet my ရဲ့ top လေးအတွက်ဇုံ cherry bomb က triangle bra လေးအရင်ဝင်မယ်ဖာလေးပြတ်သေးပုံမမင်းနဲ့နော် list အရင်ကြိုက်တဲ့ Tringo local brand ကပါ ကတင်တဲ့နောက်ကျောပို့စီကို show လိုက်အခုတော့ dinner တော့စပါမယ်dinner မစားခင်လေးတော်ကီလေးအရင်ဖုံးမယ်နော်ရင် Tringo ကတင်နဲ့ list နဲ့မတော့အခုတော့ရဲ့ကတင်လေးတွေ့ရအရင်နေပြောနေက hotel ရဲ့အရင်နာမည်ကြီး dessert အရင်စားလို့ကောင်းစားက night vibe လေးနဲ့ရေကူးလို့ပဲနောက်ပတ်ဆိုအရင်အင်းရနဲ့ပတ်ထပ်မှာပဲရေစိမ့်တော့မယ် bomb အနက်လေးကမှုန်းနေရပဲ very cute နောက် vlog တွေမှာပြန်တွေ့မယ်နော် bye bye